ငယ်ချင်းများအားလုံးမင်္ဂလာပါဆောဆောစားမဲ့ချက်မဲ့ဘလော့မှကြိုဆိုပါရစေဒီကနေ့တော့အပြင်ကချွတ်ချွတ်အတွင်းကမမွေးလေးနဲ့စားလို့ရန်ကောင်းတဲ့ဖားတနေလန်ချွတ်ချွတ်ကြော်လေးကိုအိမ်မှာလှုပ်စားမှာဖြစ်ပါတယ်အရင်ဦးဆုံးစီကဝယ်လာတဲ့စားပါးလေးတွေကိုဥထုတ်ပြီးတော့တန့်ရှင်းအောင်ရေနှစ်ထပ်လောက်စီကြောပြီးလိုက်ပါမယ်ရေစီကြောပွားရင်တော့ရေစစ်ထားပေးမယ်ပြီးွားရင်တော့ဘန်းတစ်ခုလေးကိုပြန်ထည့်ကစားချိုမို့စနစ်မုတ်တို့နဲ့အရသာဝင်အောင်နေပြီးတော့ရေစစ်ထားပေးမယ်ရေစစ်ထားပြီးရင်တော့နေပူပူမှာတနေ့လောက်လမ်းကဖားလေးတွေ6ဖြစ်သွားအောင်ပြုလုပ်ထားပါမယ်ပြီးရင်တော့စပလင်နဲ့ဂျင်းတို့ကိုညှက်အောင်ထောင်းထားရပါမယ်စလုံးတစ်လုံးထဲမှာငံပြားကြီးအနှဲငယ်အချိုမုတ်နှဲငယ်ထည့်ပြီးတော့နေလန်းထားတဲ့ဖားချောက်လေးတွေကိုထည့်မယ်ပြီးွားရင်တော့စပလင်ဂျင်းရည်ကိုညှက်ထည့်ပြီးတော့အရသာဝင်ဝအောင်တည်တည်ချာနေပြီးလိုက်ပါမယ်ဒေအိုထဲမှာစီပူလာရင်တော့ရသာနေပြီးနှက်ထားတဲ့ဖားတွေကိုထည့်ပြီးရွှေဝါရောင်ချွတ်ချွတ်လေးဖြစ်လာတဲ့အထိကြော်ပြီးလိုက်ပါမယ်ဖားတွေကြော်နေတဲ့အချိန်မှာကျွတ်သွန်ဖြူကျွတ်သွန်အနေနဲ့ငရုတ်သီးအစိမ်းမုတ်တို့ကိုညှက်နေအောင်ထောင်းထားလိုက်ပါမယ်ပြီးရင်တော့ဖားကြော်လေးတွေကိုပကံတစ်ခုလေးကိုခတ်ထည့်ထားပြီးလိုက်ပါမယ်ခတ်ထည့်ပွားရင်တော့စီကိုအနှဲငယ်ပြန်လျှော့ပြီးရင်ထောင်းထားတဲ့ဟင်းကန့်အမွှေးကြိုင်တွေကိုထည့်ကစီတက်နဲ့မွှေးလာအောင်စီတက်မယ်ငရုတ်သီးအချမ်းမှုတ်ကလည်းကိုလိုအပ်တဲ့လောက်ကိုထည့်မယ်ပြီးွားရင်တော့အနံ့မွှေးလာအောင်လို့ရောမွေပြီးတော့ကြော်လိုက်ပါမယ်ထောင်းထားတဲ့အမွှေးကြိုင်တွေကိုစီတက်ပွားပြီဆိုလို့ရှိရင်တော့ကြော်ထားတဲ့ဖားတွေကိုပြန်ထည့်ပြီးတော့အရသာတသားရဲဖြစ်သွားအောင်လို့ရောမွေလိုက်ပါမယ်ဒါဆိုရင်တော့အပြင်ကကျွတ်ကျွတ်အတင်းကမုံမွေငရုတ်သီးဆက်ဆက်နဲ့ရန်စားကောင်းတဲ့ဖားတနေလန်းကျွတ်ကျွတ်ကြော်လေးအစင်သစ်ဖြစ်ပါပြီအိမ်မှာလဲစမ်းချက်စားကြည့်ပါအရသာလေးကိုပြောခဲ့ပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်လိုက်ရင်ရှယ်လေးလုပ်ဖို့ရမမေ့ပါနဲ့ခင်ဗျာ